မိတ်ဆွေတို့ရဲ့ကိုင်ဆောင်နေတဲ့ဖုန်းနံပါတ်တွေထဲမှာရှစ်တလုံးမြန်းပါခဲ့မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်ကြည့်သွားနော်838ဆိုတဲ့ကိန်းဂဏနံပါတ်တွေကိုယ့်ရဲ့ဖုန်းနံပါတ်ထဲမှာပါနေခဲ့မယ်ဆိုလို့ရှိရင်ကိုကလေအယောင်အဝယ်အမှားစုံဖြတ်ချက်အမှားတွေနဲ့ပတ်စံကိုလွယ်ရခြင်းနဲ့အချောင်သမားပေါ့ဒါကနောက်ရှိသေးတယ်လောင်းကစားကိစ္စတွေဒီလိုမျိုးငွေကိုလွယ်ရခြင်းနဲ့အကြောင်းတရားတွေမှာမွေ့လျော်တယ်မကောင်းတာတွေကြီးပဲကိုယ့်စီမှာစုပြုံပြီးတော့မှရောက်ရှိလာစေတဲ့အဲ့ဒီလိုမျိုးအရာတွေကိုမှဆွဲလန်းနဲ့မှယူမူဖြစ်စေတဲ့နံပါတ်ဒါကြောင့်မလို့ခေါင်းမာနဲ့ပဲနောက်ဆုံးမှာမလုတ်တင်တာတွေကိုလုံမိနေခြင်းဆိုတဲ့စုံဖြတ်ချက်တွေနဲ့နောင်တတွေအများကြီးရတတ်တဲ့နံပါတ်ဒါကြောင့်မလို့ကိုယ့်ရဲ့ဖုန်းနံပါတ်ထဲမှာပါရင်မကောင်းဘူးအဲ့ဒါအပြင်ကိုလေအဲ့ဒီ3883ဆိုတဲ့ကိန်းဂဏနံပါတ်တွေဒီအလုံးတို့အဖုတို့အကျိတ်တို့နဲ့ကုသရခက်ခဲစေပြီးခေါင်းစဉ်တက်မရတဲ့ယောဂဗျာတွေကိုယ့်စီမှာဆွဲကပ်လာစေတဲ့နံပါတ်ဒါကြောင့်မလို့ပေါ့နော်လုံးဝမှာသုံးဆွဲဖို့အတွက်မသင့်တော်ပါဘူးနောက်ထပ်18ဆိုတဲ့ကိန်းဂဏနံပါတ်တွေကိုယ့်ရဲ့ဖုန်းနံပါတ်ထဲမှာပါနေခဲ့မယ်ဆိုလို့ရှိရင်လူကြီးမင်းတို့ရဲ့နောက်ွယ်မှာတစ္ဆာဖောက်ဖို့အတွက်နောက်ကျောကိုဓာတ်နဲ့ထိုးဖို့အတွက်ကိုမနာလိုတဲ့သူတွေကိုယ့်ရဲ့အကြောင်းကိုတပုတ်လွင်နဲ့မှပြောနေကြတဲ့သူတွေအငုံစိတ်နဲ့ကိုကဘယ်တော့မြန်ချေချော်လက်ချော်ဖြစ်မလဲလို့ထိုင်ပြီးဝမ်းသာဖို့အတွက်စောင့်နေကြတဲ့သူတွေအများကြီးရှိတယ်ဒါကြောင့်မလို့အဲ့ဒီနံပါတ်ကလည်းအလိန်ခံရဖို့ရာဂိုင်နှုန်းဒီအများဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝမသုံးသင့်ပါဘူးနောက်ထပ်ကိုယ့်ရဲ့ဖုန်းနံပါတ်ထဲမှာ8338ဆိုတဲ့ကိန်းဂဏနံပါတ်တွေပါမယ်ဆိုလို့ရှိရင်သူဒီတေချာပေါက်ကမူးရှရိုးနိုင်နဲ့ရှူတိုင်းနဲ့ခေါင်းအယမ်းမာတဲ့လှုပ်ချင်ကိုင်ကျင်တဲ့စိတ်တစ်ခုတည်းသာရှိပြီးတော့အမားအမှန်ကိုခွဲခြားသိမြင်နိုင်စွမ်းနည်းပါတဲ့နံပါတ်လူစီဘလူးစီနံပါတ်လို့ပြောရင်လည်းမှန်တာပေါ့အဲ့ဒါပြီးလို့ရှိရင်ကိုကမှသဘောကျလာပြီဆိုလို့ရှိရင်ကိုမှလာပြီးသဘောကျပြီဆိုရင်အိမ်အောင်တယ်လည်းမရှောင်လူပြိုလူလွတ်လားမသိမလို့မကင်းလားမသိကိုမှန်တယ်ထင်လို့ကတော့စွတ်ပြီးတော့တင်တော့တာပဲဆိုတာအဲ့ဒီလိုနံပါတ်ဘသူပြောတာမှနားမထောင်ဘူးဘသူကမှဖြောင်းပြတာကိုလည်းလက်ခံတာတိတ်မရှိတဲ့နံပါတ်ဒါကြောင့်မလို့ဘလို့ဖြစ်လဲဆိုတော့၅ပါးသီလမှာအဲ့ဒီပေါ့နော်ကာမေတုမိစ္ဆာစာရာကံကိုကျူးလွန်တဲ့သူသည်နောက်ထပ်သောစီးပွားရေးလူမှုရေးတွေမှာရုပ်ထွက်တွေပါမလာဘဲနဲ့ကြက်တည်ရေးအဖျားရုပ်လာစေတဲ့နံပါတ်ကတော့8338ပဲဒါကြောင့်မလို့ကိုယ့်ရဲ့ဖုန်းနံပါတ်ထဲမှာပါနေတော့လူကြီးမင်းတို့တတိကြီးသာထားပြီးတော့မှလုံးဝမသုံးဆွဲတော့ဘဲနဲ့အမြန်ဆုံးစွန့်ပစ်ဖို့အချိန်ကြာရောက်လို့ကျမရဲ့ဗီဒီယိုကိုတွေ့ချင်းမြင်ချင်းကြားချင်းဖြစ်ပါတယ်လို့ဒါမျှဝေပါတယ်နောက်ထပ်ကိုယ့်ရဲ့ဖုန်းနံပါတ်ထဲမှာ8448ဆိုတဲ့ကိန်းဂဏနံပါတ်တွေပါလို့ရှိရင်လူကြီးမင်းတို့ကသူများတွေရဲ့ကိစ္စတွေကြောင့်မလို့ဂျားတဲ့အာမခံပေးမှုတွေကြောင့်စေတနာစိတ်နဲ့ကူညီပေးမှုတွေကြောင့်မလို့အမှုခင်းအရှုပ်ထွေးထီမှဖြစ်နိုင်တယ်သူများတွေရဲ့ဝေကျွေးတွေကကိုယ့်ရဲ့ခေါင်းပေါ်ကိုရောက်ပြီးတော့မှကိုကပါနာမည်ခံတဲ့အကြောင်းတရားအာမခံပေးတဲ့ကိစ္စတွေကြောင့်မလို့ကိုကပါဝေကျွေးတွေဆက်ပြီးတော့အဲ့ဒီလိုမျိုးကိစ္စတွေကကိုကဖြည့်ရှင်းနေရတတ်တယ်ဒါကြောင့်မလို့ကောင်းလာမေးလို့ရှိရင်ငါထွားခါနာတယ်ဆိုတာဂျားတွေကနေပြီးတော့ဟိုလိုဒီလိုနဲ့အမှုခင်းထီမှရင်ဆိုင်ရတတ်တဲ့နံပါတ်ဖြစ်တာပေါ့အဲ့တော့ကောင်းလာမေးလုံးဝမှမကောင်းဘူးအပြောကလည်းမတက်ဘူးကိုကတော့စေတနာနဲ့ပြောဒါပေမဲ့အပြောမတက်တော့ဆဲတယ်လို့ဆိုရဲဖြစ်တဲ့နံပါတ်ကလည်း8448ဆိုတဲ့ကိန်းဂဏနံပါတ်တွေပဲနောက်ထပ်ဂျင်းဘောကထုံးတဲ့ဖြန်စိန်နေသူများရဲ့မျက်ခုံးမွေးပေါ်မှာဈေးကြံလမ်းလျှောက်မဲ့အမှောင်ဘတ်ချမ်းကဖြန်စိန်ပေါ့တကယ်ကိုမိမ့်မလဲသိန်းကျွယ်တွေနဲ့ယောက်ျားဆိုလဲယောက်ျားလဲဝဲနဲ့မှုတ်နေအောင်မှလဲလို့ဘာမှတော့မမြင်ရတော့ပဲနဲ့တော်ကိုမှစိုးဝါနဲ့ဖြတ်ထိုးညာအကောင်းဆုံးသောနံပါတ်ဒီ8558ဆိုတဲ့နံပါတ်ပဲသူကလေဘဝလက်တွဲပေါ်2ယောက်မြန်အတူတူလေးပူးတွဲပြီးတော့မှဘဝကိုဒိုးတူပေါင်းမဲ့စ조사မယ်လို့လူချင်းမလို့မစင်းစားနဲ့တခုခုမြန်စိုးသောလောကရန်နဲ့ကြုံတွေ့ရပြီဆိုလို့ရှိရင်သူဒီလေအကုန်လုံးထားခဲ့ပြီးတော့ကိုလွတ်ယုံတတ်တဲ့ထဲမှာထိတ်ဆုံးကပါတယ်နံပါတ်အရန်ကိုမှလဲတာပြင်ကိုလိုမျိုးဟာတွေနဲ့ပဲသူကလည်းထပ်ပြီးတော့မှဝစ်လဲခြင်းအကြောင်းတရားနဲ့မသေးခင်ရမှာပေါ့နော်ကိုကဝစ်လဲပြီးတော့မှဖြန်စိန်နေနဲ့ပဲတွေ့ရပြီးနောက်ဆုံးမှာဘာဖြစ်လဲဆိုတော့ဘဝရဲ့နေဝင်ချိန်ဒီမှာဇက်သိမ်းမလှပဲနဲ့ကို့မှာအထီးကျန်ခြင်းစိတ်မတက်မသားဖြစ်ခြင်းပြဿနာများခြင်းနောက်ဆို तू ကလည်းညံအရန်ကောင်းတဲ့အတွက်ကြောင့်မလို့သူ့စီကိုလာတဲ့ပြဿနာပေါင်း16000 तू ဖြည့်ရှင်းနိုင်တယ်ဒါတွေကလေအမှောင်မှတ်ချမ်းမှာအလုပ်လုပ်နေတဲ့သူတွေမှာအများဆုံးတွေ့ရတယ်အဲ့တော့အမှောင်မှတ်ချမ်းမှာအလုပ်မလုပ်ရင်တောင်မှကိုကအဲ့ဒီလိုမျိုးပေါ့နော်မလွတ်မကင်းအကြောင်းတရားတွေလွယ်ပေါ့အလွယ်လန်းလိုက်တဲ့ကိစ္စတွေနဲ့လူကြီးတွေကလည်းကိုကိုချစ်ခင်နေဆိုတာဘာလို့ချစ်ခင်တာလဲဆိုတော့ကိုကဖြန့်စိန်လေကိုကပြဿနာကိုဖြည့်ရှင်းနိုင်တယ်ဘာလာကိုကညံကောင်းပြီးတော့ဘာလာဒေါင်းနေတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့လူကြီးသူမဆိုတာဒါအထက်လူကြီးကိုယ့်ရဲ့လုပ်ငန်းခွင်မှာပြောတာအဲ့လိုမျိုးသူတွေကလည်းကိုယ့်အပေါ်မှာကြီးရှုစေတယ်လို့ဒါပြောထားတဲ့အဆိုရရှိဒါပေမဲ့ဒါတွေကခဏပါဘဝဇက်သိန်းကတော့သူက
ကောင်းတဲ့ happy ending မျိုးမဖြစ်တဲ့အတွက်ကြောင့်မလို့သုံးသင့်တဲ့နံပါတ်ဟုတ်လားမေးရင်တော့စိုးစိုးဝါးဝါးသောနံပါတ်တွေထဲမှာဒါပါတာပေါ့ဒါကြောင့်မလို့မသုံးသင့်ပါဘူးနောက်ထပ်ကိုယ့်ရဲ့လက်ထဲမှာပတ်စံနေအများကြီးရှာလို့ဖွေလို့ကောင်းပြီတဗျာမှမကြက်အောင်သုံးတဲ့နံပါတ်ကတော့68ဆိုတဲ့ကိန်းကနန်းနံပါတ်တွေဖြစ်ပါတယ်ကိုကလေအရန်ကိုမှအချစ်ခံချင်တာတနာစရာကောင်းလိုက်တာဆိုတာငါ့ကိုအရန်ကိုချစ်ပေးပါဒါပေမဲ့ကိုတိုင်ကလည်းအဲ့ဒီအချစ်ခံရဖို့ထိုက်တန်လားမေးကြည့်ဗျံပလာကိုဖြစ်နေတာအိတ်ဖောင်းနေစိတ်ပြောင်းနေကောင်းသောစိတ်မျိုးပြောင်းတာမဟုတ်ဘူးလုပ်ငန်းခွင်ကနေအိမ်ကိုတန်းပြန်မယ်ဆိုလို့ရှိရင်တော့ဟို ADB တို့ဘာတို့ဒီလိုမျိုးလေးကိုတဝေထိုးလိုက်ရမှာဆိုတဲ့ဖုန်းနံပါတ်ပိုင်ရှင်လေးတွေပါအဲ့အတွက်ကြောင့်မလို့ပတ်စံကိုတပြားမှမကြက်အောင်သုံးတတ်တယ်သူများကိုပေးကမ်းတဲ့နေရာမှာလဲဒါအရန်ကိုမှကောင်းပါတယ်လက်လဲအရန်ဖွာအဲ့တော့လက်ထဲမှာကြံလားမေးကြည့်မကြံဘူးပေါ့အဲ့တော့ဘလို့ပဲဖြစ်နေကိုကအရန်ကိုအချစ်ခံခြင်းနဲ့ငါ့ကိုချစ်ပေးပါကိုနိုင်ရလည်းအချစ်ခံရဖို့ထိုက်တန်တဲ့ထဲမှာမပါဘူးဆိုတော့အမြဲတမ်းမှာကိုကပဲလမ်းခွဲသွားကိုဘက်ကပဲပလေးသွားတာပဲဖြစ်ကိုပဲအမြဲတမ်းခံဘက်ကကြီးပဲဝစ်ကျွေးဆက်ပြီးတော့မှမြဲတဲ့ဝမ်းနဲ့ပတ်လက်ဖြစ်ရတယ်နံပါတ်ပေါ့ဒါကြောင့်မလို့ကောင်းလားမေးကြည့်ပေးဆက်ရတာအများဆုံးနံပါတ်နဲ့ပတ်စံရှာပြီးတပြားမှလက်ထဲမရှိတဲ့နံပါတ်ကတော့68ဆိုတဲ့ကိန်းကနန်းနံပါတ်တွေဖုန်းနံပါတ်ထဲမှာပါနေတဲ့သူများဖြစ်ပါတယ်နောက်ထပ်ကိန်းကနန်းနံပါတ်တွေကတော့ဘာလဲဆိုတော့88အဲ့ဒီကိန်းကနန်းနံပါတ်တွေရောဘယ်လိုဖြစ်လဲအစပိုင်းမှာအရန်ကောင်းတယ်အစင်ပြေတယ်ဘလို့ပဲဖြစ်နေကိုယ့်ရဲ့ဘဝမှာအောက်ဆုံးကနေပြီးတော့မှသူကထိတ်ဆုံးကိုပေါ့နော်မြန်ဆန်နဲ့ကိုရောက်ရှိမယ်နံပါတ်အခွင့်အရေးကောင်းတွေကရလာမယ်ဝင်လိုက်တာမှလေအခွင့်အလန်းနေကောလုပ်ငန်းကိုင်ငန်းကောယာရုထန္ဒရာကောတေချာအောင်မှအပေါ်ကိုပေါ့နော်တထေးဖြစ်ဟိုအကောင်ဖြစ်နံပါတ်ဆိုတာအဲ့အတက်အကျမြန်ပြီးအကျန်းဆုံးနံပါတ်လို့ပြောမှာပေါ့အရန်เสียအကျလူစီဘလူးစီနံပါတ်လို့လည်းခေါ်တယ်သူ့မှာလေမလုံရဲဘူးဆိုတာမရှိဘူးဆုံးဖြတ်ချက်တွေကိုလေချီတုံချတုံနဲ့လုံရင်ကောင်းမလားမလုံရင်ကောင်းမလားတွေမရှိဘူးဒူးဝေါ်တိုင်းတစ်ခုခုဆိုရင်တခါတည်းလှုပ်ထက်လိုက်တာပဲအဲ့ဒီလိုမျိုးနံပါတ်ဒါကြောင့်မလို့စွန့်စားနဲ့ကိုကစိတ်ညံလက်ညံနေဖြစ်လာပြီးတော့ဘလို့ဖြစ်လဲဆိုတော့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချမိတတ်တယ်နောက်ပိုင်းမှာအလွဲချော်တွေဖြစ်လာတယ်ကျမ်းမာရေးတွေကလည်းတဖြည်းဖြည်းနဲ့မှဟိုလိုဒီလိုနဲ့ကြောက်ကစားတွေဖြစ်လာတယ်ချိုယွင်းလာတယ်နောက်ပိုင်းကျလို့ရှိရင်လေကုသလို့မရတဲ့ယောဂဗျာတွေပါကိုယ်စီမှာစွဲကပ်လာပြီးတော့ဒါကဘာလဲဆိုတော့သိမင်းတမန်ပေါ့ကတော့ဖတ်ဒီလိုမျိုးအကြောင်းတရားတွေရှိတယ်အဲ့ရှစ်တွေအများကြီးကင်တဲ့အဖွဲ့တွေကအဲ့တော့ပတ်စံမဝင်ဘူးလားမေးကြည့်ပတ်စံကိုအများကြီးရတယ်တလောကလုံးမှာပတ်စံအရာဆုံးသူတွေကိုပြပါဆိုလို့ရှိရင်တော့ရှစ်နှလုံးတို့ရှစ်သုံးလုံးတို့ရှစ်လေးလုံးတို့ရှစ်ငါးလုံးရှစ်6လုံးဒီမှာရှစ်6လုံးတွေတွေ့ဘူးတယ်လို့ဒါအရှိရဗီဒီယိုတွေမှာဒါပြောဖို့ပါတယ်တိတ်မပြောရဲဘူးဒါတစ်တော့ကနေဘန်းခံမှာဆိုတဲ့အတွက်ကြောင့်မလို့ဒါတောင်ဒီဗီဒီယိုဒီ line ပေါ်ကိုရောက်ချင်လဲရောက်မယ်မရောက်ချင်တော့လဲဒါ YouTube မှာလည်းကျွန်မ channel ရှိတယ်အဲ့တော့အဲ့ဒီမှာလည်းတင်ပါတယ်တော်တော်များများအဲ့ဒီမှာလည်းသွားပြီးတော့မှလေ့လာလို့ရတယ်ပေါ့အဲ့တော့ဘယ်လိုပဲဖြစ်နေကိုယ့်ရဲ့ဖုန်းနံပါတ်ထဲမှာခုနပြောခဲ့တဲ့ရှစ်နဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးကိန်းကနန်းနံပါတ်တွဲတွေဒါလူကြီးမင်းတို့ရဲ့ဖုန်းနံပါတ်ထဲမှာပါနေခဲ့မယ်ဆိုလို့ရှိရင်လုံးဝမှအသုံးမပြုပါနဲ့ရှစ်ကနန်းဒီတေချာပေါ့အကောင့်တကအကောင်းဆုံးသောနံပါတ်ဖြစ်တယ်လို့မျိုးအစိုးတကအစိုးဆုံးသောနံပါတ်ဆိုလို့ပြောရင်လေဒါမှန်တယ်ဘာဖြစ်လို့လဲဆိုတော့သူ့မှာကအလဲအလတ်လန်းစင်မျက်စိမှပရိပရာဆိုတာမရှိဘူးအစိုးအရန်ရောက်တယ်စိုးကျင်လဲအရန်စိုးသွားပြီးတော့ကောင်းကျင်လဲအရန်ကိုမှသူ့မတူအောင်လို့ကိုမိုးပေါ်ကိုဒူးနဲ့တက်တိုက်လို့ရတယ်ကိန်းကနန်းနံပါတ်တွဲတွေကိုပြပါဆိုရင်အဲ့ဒီရှစ်ပေါ့ရှစ်နှစ်ရှစ်ရှစ်ခွန်ရှစ်ရှစ်ကိုရှစ်ရှစ်နှစ်ရှစ်နှစ်ရှစ်နှစ်ခွန်ရှစ်ကိုခွန်ရှစ်နှစ်ရှစ်ရှစ်ရှစ်ခွန်ရှစ်ရှစ်ခွန်ရှစ်အဲ့ဒီကိန်းကနန်းနံပါတ်တွဲတွေကတော့အရန်ကိုကောင်းတယ်အရန်ကိုကောင်းတာကိုမှသူကနောက်ထပ်ပေါ့နော် lucky phone နံပါတ်ပညာမှာပါဝင်ရမယ့်နံပါတ်အတွဲဆက်တွေပေါ်မူတည်ပြီးတော့မှကောင်းတဲ့နံပါတ်ဆိုရင်လည်းဒါတက်တာထားဖို့စိတ်အေးချမ်းသာစွာနဲ့အသုံးပြုလို့ရတဲ့ stable ဖြစ်တဲ့ grade A အမြင်လိုက်ခေါင်းနံပါတ်တွဲတွေတော့လည်းဒါဖြစ်ကောင်းဖြစ်နိုင်တာပေါ့ဒီလိုမျိုးနံပါတ်တွေကလွဲလို့ရှိရင်အခြေကကျွန်မပြောခဲ့တဲ့နံပါတ်တွေဒီလုံးဝမှသုံးလို့မရပါဘူးသူ့မှာသုံးလို့ရတာဆိုလို့8ကို2နဲ့တွဲတာရယ်9နဲ့တွဲတာရယ်9နဲ့တွဲတာရယ်ဒီ3မျိုး3တွဲရလွဲလို့ရှိရင်ကျန်တဲ့နံပါတ်တွေဒီအသုံးပြုဖို့အတွက်လုံးဝမှမရပါဘူးအရန်ကိုမှသူကကောင်းတဲ့ဘက်ကိုအကျိုးပေးတာကနေပြီးတော့ပတ်စံတာရပါရဲ့နောက်ဆုံးကြတော့အချီကြီးကြမှာရိုက်ချမယ်နံပါတ်တွေဖြစ်ကုန်ရောဒါကြောင့်မလို့လူကြီးမင်းတို့အနေနဲ့ကိုယ့်ရဲ့ဖုန်းနံပါတ်ထဲမှာ8တလုံးပါတယ်ပေါ့နော်အဲ့
အဲ့တော့8နှစ်ပါရင်ကောင်းတယ်8ခွန်8ပါရင်ကောင်းတယ်8 9 9 8ပါရင်ကောင်း